တန်လို့မဖြတ်နိုင်သောကူညီမှုလေးတစ်ခုဒီနေ့မတ်ကျောင်းမအိမ်လို့ပြန်စဉ်လမ်းမှာသူ့ရှိကကောင်းလေးတစ်ယောက်ခလုတ်တိုက်ပြီးလဲတာနဲ့ကြုံရတယ်။ကောင်းလေးလက်ထဲတပွေးတစ်ပိုက်ပါလာတဲ့ပစ္စည်းတွေအားလုံးလွတ်ကြပါတယ်။စာအုပ်တွေဆွေတာအင်ကြီးနှစ်ထည် baseball bat တန်လက်အိတ် tape recorder နဲ့တခုပြန်ကျဲသွားတဲ့ပစ္စည်းတွေကို Mark ကခုပြီးကောက်ပေးတယ်။ပြီးသွားရမယ့်လမ်းချင်းလေးတူနေတော့သူ့ပစ္စည်းတချို့တော့ကိုမျှပြီးတည်ပေးခဲ့တယ်။နှစ်ယောက်တော့လမ်းတူလျှောက်လာရင်ကောင်းလေးနာမည် Bill လို့ခေါ်တာ။ Bill က baseball ဝါသနာပါတာဗီဒီယိုဂိမ်းကြိုက်တာတွေကို Mark သိခဲ့ရတယ်။ဒါအပြင်သမိုင်းဘာသာရပ်ကိုစိတ်ဝင်စားတော့လဲအခြားဘာသာတွေသူမလိုက်နိုင်တဲ့အကြောင်းလောလောဆယ်မှာရေးစားနဲ့ကွဲလာတဲ့အကြောင်းတွေကိုသူပြောပြတယ်။လမ်းမှာ Bill ရဲ့အိမ်ကိုအရင်ရောက်တယ်။သူက Mark ကိုအေးတောက်ရင် TV ကြည့်ရင်ခဏတစ်ဖြုတ်ဝင်ထိုင်ရင်ခေါ်တယ်။သူနဲ့ခင်ရမင်းကြောင့်စကားတွေပြောပြကြတယ်။နေ့လယ်ပိုင်းအချိန်လေးမှာရီရီမောမောပျော်ပျော်ရွှင်ရွှင်နဲ့ကုန်းလွန်သွားခဲ့တယ်။အဲဒီနောက် Mark အိမ်ကိုပြန်ခဲ့တယ်။နောက်ပိုင်းကျောင်းမှာသူ့ကိုတွေ့ရတယ်။နေ့လယ်စာလေးတစ်ချိန်နှစ်ချိန်တူစားပြကြတယ်လေ။အလဲတန်းအောင်ပြီးအထက်တန်းရောက်ကြတော့တကြောင်နဲ့တက်ခက်ရအရာကနေအဲ့ဒီနှစ်ပိုင်းတွေမှာကျောင်းမှာမကြာခဏဆုံရပြန်တယ်။ကျောင်းဆင်းပွဲမတိုင်ခင်သုံးပတ်ခန့်အလုံးမှာတော့ Bill က Mark အားစကားပြောချင်တယ်လို့ဆိုတယ်။နှစ်ဦးရဲ့ရှိတဲ့အခါ Bill ကနှစ်တန်ကြာကာလသူတို့တွေ့ကြတဲ့နေ့အကြောင်းကိုအစချီပြောတယ်။အဲ့ဒီနေ့ကငါပါကြောင့်ပစ္စည်းတွေအများကြီးအိမ်သိလာပါလေလို့မင်းမစင်စားမိဘူးလားသူကမေးတယ်။ Mark မစင်စားမိခဲ့ပါဘူး။အဲ့ဒီနေ့ကငါကျောင်းကငါပစ္စည်းတွေထည့်တဲ့ဘီလိုကိုပြောင်းအောင်ရှင်းလာခဲ့တာတခြားသူတွေအတွက်ရှင်းစရာလင်းစရာချမထားခဲ့ခြင်းလို့လေနောက်မှအမေတောက်တဲ့အိတ်ဆေးပြားတွေမသိအောင်ယူထားတာရှိတယ်အဲ့ဒီနေ့ကအိမ်ရောက်ရင်အိတ်ဆေးတောက်ပြီးတတ်တယ်မလို့ဒါပေမဲ့မင်းနဲ့ရီးစရာမောစရာတွေပြောရင်းဆိုရင်အတိအမြင်ပြန်ဝင်လာတယ်ငါတယောက်တည်းရှိပြီးကိုစောစောကစိတ်ကူးအတိုင်းလုံလိုက်မိမယ်ဆိုရင်အခုလိုပြောစရာကောင်းတဲ့အချိန်မျိုးကြုံရမှာမဟုတ်ဘူးလေနောက်သက်လုံးတွေ့ကြုံခံစားရမယ့်ပြောစရာတွေအားလုံးနဲ့လဲကင်းဝေးရလိမ့်မယ်ဆိုတာငါတွေးမိလိုက်တယ်ဒါကြောင့်မို့တငယ်ချင်းအဲ့ဒီနေ့ကငါစာအုပ်တွေကိုကောက်ပေးခဲ့တာဟာတာမန်ကူညီမှုလေးတစ်ခုမဟုတ်ဘူးငါရဲ့အသက်ကိုကယ်ဆယ်လိုက်နိုင်တာလို့ပြောပြချင်ပါတယ်တငယ်ချင်းမူရင်း John W. Schlatter A simple gesture